carrier aircon မှာပါတယ်ဒီ wire sticker လေးအကြောင်းကိုပြီးပြီလား aircon ဝယ်တော့မယ်ဆိုရင်ဒီ sticker လေးပါမပါအရင်ကြည့်ဖို့မလုပ်လိုအပ်တာလဲ aircon ဝယ်တော့မယ်ဆိုရင်အေးတော့ကောင်းမှုတွေမကဘဲနဲ့ရေရှည်မှာမီတာကသက်သာဖို့ကလည်းအိမ်တိုင်းတွေရေကြီးသုံးမဲ့မဟုတ်လားဒါကြောင့် aircon ရွေးချယ်တဲ့အခါမှာမဖြစ်မနေသတိထားကြည့်ရမှာကတော့ထိုင်းနိုင်ငံရဲ့တရားဝင်လျှက်စစ်တာထုတ်လို့ရအာဏာပိုင်ဖွဲ့ဖြစ်တဲ့ EGAD ကနေအတိမတ်ပြုစစ်စစ်ထုတ်လုပ်ထားတဲ့ EGAD level number 5 5 star wire sticker လေးပဲဖြစ်ပါတယ်ဒီစတစ်ကာရထားတဲ့ carrier aircon တွေကဘာကြောင့်ရေရှည်အတွက်စိတ်ချဆုံးလဲဆိုရင် 5 star ဆိုတာ EGAD ရဲ့စွမ်းအင်ကြွေတာမှုပိုင်းမှာအဆင့်အမြင့်ဆုံးပဲဖြစ်ပါတယ်။လျှက်စစ်မီးကိုအလေအလွတ်မရှိအထီရောက်ဆုံးသုံးစွဲနိုင်ကြောင်းတက်ခွဲကန်းပေါင်းများစွာမှာစမ်းသပ်စစ်ဆေးပြီးမှပေးရမလို့မီတာကားကိုလုံးဝကြွေတာပေးနိုင်ပါတယ်။ထိုင်းနိုင်ငံရဲ့စံနှုန်းမြင့်စစ်ဆေးချက်ဖြစ်ခြင်း EGAD ရဲ့လျှက်စစ်စံနှုန်းနဲ့အရည်သွေးထိန်းချုပ်မှုကအလွန်တင်းကျပ်တာကြောင့်ဒီ level ပါတဲ့ aircon တွေကမီတာကားသက်သာပြီးစိတ်ချရမှုပိုင်းမှာလည်းကမ္ဘာအဆင့်မိပါတယ်။ aircon ဝယ်ပြီးမှလောက်ကုန်တိုင်းမီတာပဲကြည့်ပြီးရင်တော့အမဲ့ခင်မဟုတ်တော့ပါဘူး။ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်စိတ်ချရပြီးသုံးလေအမြတ်ထွက်လေဖြစ်မဲ့ EGAD level number 5 5 star ဆင့်ရှိတဲ့ carrier aircon တွေကိုပဲစမတ်ကြကြရွေးချယ်လိုက်ပါ